mà chạy tao sao rồi giờ đuôi đi để xe về chi bảo oh my god bắn lao xa trên là xa สวัสดีค่ะอารามามิงลาวาแต่ละกันดีเบียร์จูบาร์ชี à cô bà là rồi này အခုခလျာလာစားတယ်ဗျ đuôi đi là xa là bọn nó rồi loay cao cao luôn kìa té này cô giờ cô bà luôn kêu này nhá không qua xa bọn nó ta này vào ta khao rồi cái kilo đi ship này này ลูกใหญ่กี่บาทครับ ồ để mà tăng xí là chỉ bảo mà xa vô ta sang sau này chả rồi ป้าป้า ครับ ผู้แจมโมตัวไม่รู้ตัวจี้ใหญ่โอเค အခုကျွန်တော်တို့လိုက်ကြည့်ကြမယ်เนาะဒီနားမှာလည်းတနာရီကို199ပါတယ်ပေါ့เนาะဟိုစားတာဒီကနေတက်သွားမှကြည့်ကြည့်မယ်ဘယ်လောက်ထိစောင်းရမှာလဲဆိုတော့တက်သွားကြည့်လိုက်ဒီကနေ့ညမှာတန်းစီတဲ့လူတွေပေါ့เนาะဒူရင်ဒီစားဖို့အတွက်တန်းစီနေတဲ့လူတွေမလေးတခါတည်းနဲ့လည်းအကုန်လုံးစားလို့ရမှာမဟုတ်ဗျာနာရီပိုင်းနဲ့ဆိုတော့ထိတ်အထိသွားကြည့်ကြည့်မယ်เนาะဘယ်လောက်ရှိမလဲလူတွေဘယ်လောက်ထိစောင်းရမလဲဆိုတော့သွားကြည့်ကြည့်မယ်ပြီးရင်စားမယ့်နေရာကိုကျွန်တော်သွားကြည့်ကြည့်မယ်เนาะ ดูดิฝาหน้ามินนี่ตายย่าชาอยู่ร้าน အဲ့လေဖြားလေးယူလာမှတချို့အဲ့နော်ဖြားနေအေးစစ်ထိုင်စောင့်နေတော့မှကြည့်ကြည့်ပါဦး Oh my god wow အဲ့မှာရေးထားတာဗာလက်ဆန်းဖတ်ကြည့် ขีดละ45 ဖြည့်ထားလားဒီမှာစားမဲ့လူတွေစောင့်နေကြတာ Oh my god တန်းစီနေရတယ် เดี๋ยวดูแท็กซี่แต่ง ဆမ်မှာဗာရေးထားလဲဖတ်ကြည့်ကြည့် ต่อแถวรับบัตรคิวโอ้แม่ အဲ့မှာရေးထားတယ်လေน้ำดื่มฟรีတဲ့ရေးထားတယ်မတွေ့ဘူးလားမှာ Very အထဲမှာအဝစားလို့ရတယ်တွေ့လားကြိုက်သလောက်ယူစားလို့ရတယ်တွေ့လားဒီထဲမှာတွေ့လားဒီထဲမှာရှိတယ်အဝစားဒီမှာဆမ်ဒီမှာကြိုက်သလောက်ယူလို့ရတယ်ဒီမှာ งอเลยရှိရ ဟုတ်တယ်ကြိုက်သလောက်ယူလို့ရတယ်နော်199ပါ တတဲလေးပဲရှိတယ် အသေးလည်းရှိတယ်အကြီးလည်းရှိတယ် ဟုတ်လား ဟုတ်တယ်အိုက်တင်ထိုးလေးလည်းရှိတယ် ice cream ရေခဲမုံဥစ္စာလည်းရှိတယ်ဟိုဒါပေမဲ့လူတော့တော်တော်လေးစောင့်ရမယ်ဗျပြန်ချိန်ပြီးမလဲတော့မသိဘူးဒွင်းဒီစားဖို့တော့စောင့်နေတဲ့အချိန်မှာသူတို့တွေကမိုက်စားလို့တယ်ဒီနောက်မှာတယောက်ကတော့ ไม่เห็นจะเหมือนกูก็ไม่มี မာမဝယ်စားတယ်အဲ့ဒါခွတ်ကြော်ဘယ်လိုခေါ်လဲခွတ်ကြော်ဆမ်စားလို့ကောင်းလားဒါဆမ် ต้องเลยอ่ะ ဘယ်ဒီစားလို့ကောင်းလား ဒီကตัวเองเนี่ย ဒီကျွန်တော်ရဲ့အချိန်ပဲအချိန်ဖြစ်မလားမသိဘူး။တော့စားနေကြတယ်သနာစရာကြည့်ကြည့်ပါဦး။ဒီမှာထိုင်မဲ့နေရာမရှိတာဗျာဒီမှာကားရမဲ့နေရာပဲရှိတယ်ထိုင်မဲ့နေရာမရှိဘူးဆိုတော့ มีอยู่2 อัน A few minutes later. ဟုတ်ကဲ့အခုကျွန်တော်တို့လက်မရလာပြီပေါ့နော်။လက်မကညနေပိုင်း6နာရီမှစားရမယ်တဲ့6နာရီကနေ9နာရီအထိပေါ့နော်။ဆမ်လက်မပြပြီ อะไรอะแต่อย่าง ။ဘယ်ရီယာ100ဟုတ်။ဘယ်ရီယာ100ဆမ်လည်း100ပြီးပြီဆိုရင်လူကြီးတွေကတော့199ပါပေါ့နော်။အဲ့လောက်ပေးရတယ်တဲ့ โอเคဒါဆိုကျွန်တော်တို့ခဏနေမှတွေ့ကြမယ်ဗျာတန်းစီရမယ်မနေ့ညနေ6နာရီမှစားရမှာပေါ့နော်အခုမှအချိန်ကပဲချိန်ရှိလဲဆိုတော့12နာရီ20ပဲရှိသေးတယ်အခုကညနေ6နာရီမှစားရမှာ199ပဲပေါ့နော်ဆမ်ဒါတော့ညနေ6နာရီမှစားရမှာနော် โอเคဗျာ စားမယ်နေရနော်ကျွန်တော်တို့ရောက်နေပြီပေါ့အခုက17နာရီကျော်ပဲရှိသေးတယ်ညနေ6နာရီလောက်မှကျွန်တော်စားရမယ်ဆိုတော့ဗျာစောင့်ရအောင်မယ်အချိန်ကပတ်စံရှင်းတဲ့အချိန်တစ်ချက်ကြည့်ကြည့်မယ်ဘယ်လိုမျိုးရှင်းရမလဲဆိုတာပေါ့နော်တစ်ချက်ရှင်းကြည့်မယ်ရောက်လာပြီပတ်စံရှင်းမဲ့နေရာလေးတွေရောက်လာပြီပေါ့နော်ပတ်စံရှင်းရမယ်ကျွန်တော်တို့ဒီထဲမှာပေါ့နော်ပတ်စံရှင်းရမှာပေါ့နောက်မှရေးခဲ့တယ်လေဗျာ ဒီမှာပြောတယ်ဗျာมาแล้วလူကြီး2ယောက်ခလဲ2ယောက်ဗျာ ဟုတ်လား 2เด็กต่างครับ ကဲကျွန်တော်တို့မှာရောက်လာပြီပေါ့နော်ပတ်စံရှင်းမယ်900ကျော်တော့နော်အကုန်လုံးစုစုပေါင်းမှာ900ကျော်ပဲကြတယ်โอเคလက်မလေးရလာပြီပေါ့နော်ဒီလက်မလေးရလာပြီဆမ်အေးလေအခုကြတာခလုံး900နဲ့ ผู้ช่วยชิฟ 998ပါပဲကြတယ်ပေါ့နော်အခုကျွန်တော်တို့က อาจารย์ขนาดแดงมาล่ะ လက်မလေးရလာပြီပေါ့နော်ဒီနားမှာလက်မရလာပြီဆိုတော့ကျွန်တော်တို့ခဏနေကြမှာပြန်လာကြမယ်โอเค let's go ညနေမှာကျွန်တော်တို့တွေ့ကြမယ်ဗျ
โอเคဆမ်မိုက9နိုင်6နိုင်စားနေတယ်ဗျ ဟုတ်တယ်လေ အခုတော့စားရတော့မယ်ဗျနည်းနည်းလေးပဲကြံတော့တယ် တန်းစီနေပေါ့နော်နောက်ထပ်9မိနစ်ဆိုင်အထဲဝင်ရတော့မယ်အခုကျွန်တော်တို့တန်းစီနေပြီးအထဲဝင်လာစားတော့မယ်အခုဒီမှာထွက်ပေါက်ပါနော်လူတွေကထွက်နေကြတယ်ဆမ်ရောမရှိတာပေါ့ ဝေါစားရတော့မယ် အချိန်သိမ့်မလို့တော့နော်တန်းစီနေတာလူရင်းဒီကိုပဲကဲကျွန်တော်အခုအထဲဝင်ပြီပါအထဲဝင်ပြီ very မိုင်းနဲ့စကားတက်ပြန် ယေအောင် ได้เลยอ่ะพี่ စားလို့ရပြီ ท่านใดนะคะที่มาสองท่านนั่งโต๊ะใหญ่นะคะรบกวนนะคะนั่งชิดด้านในให้ก่อนนะคะ พี่ครับ เดี๋ยวแซมมาแค่ဝင်တော့မှာครับ 4 คนครับ สี่ พ่อ คน ผม1 2 3 4ครับ เชิญครับ ครับผม แกเอาแค่เวลานี้ บัตรไว้ให้ดีๆนะคะ เราจะมีการจับรางวัลนะคะหมายเลขสามบัตรของท่านนะคะ มาแซมชิม ไม่ใช่รีบไปแล้วขอ ท่านใดที่มาสองท่านนะคะ นั่งโต๊ะใหญ่นะคะรบกวนนั่งชิดด้านในให้ก่อนนะคะแบ่งพื้นที่ให้ท่านอื่นด้วยนะคะขอบ แซม คุณค่ะ อย่ามาแบบต้องพูดเล่ดีใต้ไม่ดีต่อไป ขอบนอกนุ่มในครับ กรอบน้อมนุ่มในครับကျွန်တော်လည်းယူလိုက်အောင်ပဲဗျာโอเคယူရင်ဒီကျွန်တော်ရပြီပေါ့နော်ယူရင်ဒီရပြီဆိုတော့ဒီနောက်မှာတည်ပါမယ်ယူရင်ဒီရပြီကျွန်တော်တက်ကြိတ်တော့မယ်ဒီနောက်မှာအခုโอเคကျွန်တော်တို့အခုရောက်လာပြီပေါ့နော်ဗီဒီယိုမတင်တာကြားပြီဆိုတော့အခုဗီဒီယိုတင်မှာပေါ့နော်ဒီယူရင်ဒီစားတဲ့ဗီဒီယိုလေးကိုကျွန်တော်တင်မယ်โอ้စားကောင်းတယ် share ပဲโอเคဒါဆိုကျွန်တော်တို့ကြိတ်လိုက်အောင်မယ်ပြီးမှကျွန်တော်တို့ဗီဒီယိုစားတဲ့ဒိန်းကြီးစားတဲ့ဗီဒီယိုတီးလိုက်ပြီးမှတင်ပေးမှာပေါ့နော်ကဲစားရမယ်နော်ကျွန်တော်တို့ဘင်းဒီစားရမယ်အဲ့ရဖိုင်စားရမယ်ကြအေးငါကြတော့အိတ်သေးရတယ်သူတို့ကြတော့အိတ်အချင်းကြိတ်မယ်နော်ကြိတ်ပြီမလောဘူးကျွန်တော်ပြချင်းစားတယ်မလောဗျဝင်းဒီစားကြမယ်အဝစား ဝါပြီဗျမတောင်းကနမ်နုနာလာပဲဟဲ့ဒီကဘယ် လာလောကောက်ပါနော်ပြန်နေကိုကအဝကြိတ်ဒွင်းဒီရခမောက်စားပါဗောနော်ကျွန်တော်တို့ခုဒွင်းဒီရခမောက်စားရမယ်ဘယ်ရပြီ exam လည်းရပြီ okay ဒွင်းဒီရခမောက်မမဒီဘက်သွားအန်တီစီသွားလိုက်ဟိုမှာစားလိုက်တာ Sam နဲ့ Berry နဲ့ဗောနော်ဒွင်းဒီရခမောက်哇！哎，来我，都注意地打三了，表了，你在的表了。对的，也看冇翻了，佢仲講。 ဒင်းဒီအိုက်တင်ဆန်ကဲ 三路講嚟， ဘုမဗျ 佢仲攞တရားနဲ့99ပါနဲ့ကျွန်တော်စားလို့ဝါသွားပြီဗျာနိုင်ရောတော့မစားနိုင်ဘူးကျွန်တော်ဝါသွားပြီပြီးရင်တရားနဲ့99ပါအပြင်နောက်ထပ်မကြိုက်တော့စားလို့ရတယ်ဗျာဒူရင်ဒီတွေက share ပဲကြီးပါဦး Oh my god ဘလောက်စားချင်လဲစားအဲ့ဒါအပြင်နောက်ထပ်တခြားအသီးတွေလည်းရှိတာပေါ့နော်အသီးရနာနိုင်မဲ့ဒီနောက်မှာမင်းကူတီးကြတော့ကုန်သွားပြီဗျာ โอเคทีนี้มาแล้วดีแล้วกว่าเบရှင်ตัวမျိုးစားပါပြီလား ဆမ်ဘိုင်ဝါပြီလား ဘေးပါဝါပြီဗျ ဆမ်လေးကဘာပြောချင်လဲ စားတော့များတော့လဲ စားရအများကြီးပဲ ကားများတော့တယ်နော် Okay bye bye Okay ဒီနေ့မှာတော့ဒီလောက်ပေါ့နော်ကျွန်တော်တို့ပြန်တော့မယ်ကားရထားတဲ့နေရာလေးပါမိုးလဲ6ပြီပေါ့နော်အခုကျွန်တော်တို့6နာရီခွဲ9နာရီမထိုးပါကျွန်တော်တို့ပြန်တော့မယ်ဗျကျဲလာနေရောဆမ်မြ channel လေးကိုလည်းဆမ်မြ channel လေးကိုလည်း like and subscribe လုပ်ပေးပါအားလုံးကိုချစ်ပါတယ် YouTube မှာထင်တာကြာပြီပေါ့နော် Okay bye bye ဘာဘာခေါ်